အားလုံးပဲမင်္ဂလာပါရှင် Dreamlight Home Decoration Page ကနေကြိုဆိုလိုက်ပါတယ်အခုရောက်နေတဲ့ site ကတော့ညီမရောက်နေတဲ့ site ကတော့အရှိတကုံပေါ့နော်အရှိတကုံမြို့နယ်မင်းရဲကျော်စာ3လမ်းဖြစ်ပါတယ်မင်းရဲကျော်စာ3လမ်းပေါ့156ရပ်ကွက်မှာရှိပါတယ်အဲ့ရဲ့လုံးချင်းအိမ်လေးပေါ့နော်လုံးချင်းအိမ်လေးကိုပြင်ဆင်ပေးထားတာလေးကိုလိုက်ပြပေးပါမယ်ရှင်ဒီရှေ့အဝင်စင်ဝင်ပေါ့နော်ဒီစင်ဝင်မှာဆိုလို့ရှိရင်တော့ငကွာတော့ခေါင်မိုးပေါ့နော်တွတ်မိုးထားတာပေါ့အဲ့ဒါကိုမှညီမတို့ကဒီမျက်နှာကျက်ပေါ့နော်မျက်နှာကျက်ကြောက်ပြားနဲ့ပေါ့နော်ကြောက်ပြားနဲ့မျက်နှာကျက်ဒီဇိုင်းလေးဖော်ပေးထားပါတယ်မီးလေးရောဆင်ပေးထားပါတယ်ပြီးရင်ဒီမုတ်ဥမှာဆိုလို့ရှိရင်ဒီတိုင်ပေါ့နော်မုတ်ဥတိုင်နဲ့တိုင်ကိုလည်းဆေးလေးတုပ်ပေးထားပါတယ်အိမ်ရှိမျက်နှာစာမှာဆိုလို့ရှိရင်တော့ညီမတို့နိုင်ရန်ဆေးလေးနဲ့လည်းလိုက်အောင်ပေါ့နော်ဒီကြောရောင်လေးပေါ့ဒီရွှေဝါခုံးပေါ့နော်ရွှေဝါခုံးနှစ်6ဆိုင်လေးပေါ့နော်နှစ်6ဆိုင်လေးနဲ့ဒီပေါ့ရွှေလာငွေလာလေးကတ်ပေးထားပါတယ်ရှင်ရွှေလာငွေလာလေးကတ်ပြီးတော့လိုက်ကားလေးတင်ပေးထားပါတယ်ရှေ့ဝင်မှာဆိုလို့ရှိရင်တော့ဒီလေကတစ်လေးကိုပေါ့နော်ဒီအမဲအောင်ကြွေပြားပြောင်လေးနဲ့အလှဆင်ပေးထားပါတယ်ရှင်အထဲကိုတစ်ချက်လေးလိုက်ကြည့်ပေးပါဟုတ်ကဲ့ဒီမှာဆိုလို့ရှိရင်တော့ညီမတို့နှစ်ပေပတ်လည်ကြွေပြားပေါ့နော်ကြံကင်းနှစ်ပေပတ်လည်ကြွေပြားလေးခင်းပေးထားပါတယ်နိုင်ရဆေးမှာဆိုရင်တော့အဖြူရောင်လေးပေါ့နော်ဖြူရောင်အိုကြီး8000ကိုသုံးပေးထားပါတယ်အောက်မှာဆိုတော့စကာတင်3ပေပေါ့နော်အဲ့ဒါလေးကိုစကာတင်ပတ်ပေးထားတယ်ခဲအောင်8933ပေါ့နော်အိုကြီး8933နဲ့ခဲအောင်စကာတင်လေးပတ်ပြီးတော့အလှဆင်ပေးထားပါတယ်ရှင်ပြီးတော့ဒီအိမ်ကဆိုလို့ရှိရင်ပေါ့နော်ပထမကတော့သူတို့ခေါင်မိုးပေါ့နော်တွတ်မိုးနဲ့ပဲ25ပေအမြင့်လောက်ရှိရပေါ့နော်အဲ့ဒါကိုညီမတို့ကဒီမှာ height ကိုခွဲပြီးတော့ပေါ့နော်ဒီဘက်ဆိုလို့ရှိရင်ညီမတို့ height 73ပေရှိပါတယ်ဟိုဘက် ceiling height ဆိုရှင်တော့18ပေရှိရပေါ့နော်အော် ceiling design လေးကိုပုံဖော်ပေးထားပါတယ်ဒီမှာဆိုလို့ရှိရင်တော့ဒီဘက်ကမျက်နှာကျက် design လေးကတော့ပေါ့နော် eco wood လေးနဲ့အလှဆင်ပေးထားပါတယ်ပြီးတော့ဒီကအဝင်ပေါ့နော်အိမ်မကြီးအဟောင်းရှိရပေါ့နော်အဲ့ဒီအိမ်မကြီးတွေကိုဝင်ဖို့ကြာတော့ညီမတို့ဒီမှာစတီးလက်ရန်လေးပေါ့202စတီးလက်ရန်လေးနဲ့လှဆင်ပေးထားပါတယ်ဒီဇိုင်းအစဆုံးလုပ်ပေးထားတာပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့တန်ပါကြတကားလေးပါတန်ပါကြတကားလေးကိုကြာတော့ညီမတို့အဖွင့်ပိတ်လွယ်အောင်အတစ်နေပါဖြစ်အောင်ပေါ့နော်ပြုပြင်ပေးထားတယ်ပြီးတော့စီစေးအဖြူရောင်လေးတုပ်ပေးထားပါတယ်ရှင်ဝရဏမှာဆိုလို့ရှိရင်တော့ညီမတို့ဝရဏလက်ရန်လေးကငကိုရှိပြီးသားလက်ရန်လေးပေါ့နော်အဲ့ဒါလေးကိုmodel လေးဆန်ဝအောင်လို့ဆိုမှအနှက်ရောင်ပြောင်လေးပေါ့နော်တုပ်ပြီးတော့အလှဆင်ပေးထားပါတယ်ဒီဘက်မှာဆိုလို့ရှိရင်တော့အပေါ်ထက်တက်ဖို့လေကားလေးပေါ့နော်တန်လေကားလေးကိုလုပ်ပေးထားပါတယ်ပြည့်လေးနဲ့ပေါ့နော်ဆက်တက်ချစ်ပေါ့နော်ဆက်တက်ချစ်ပြည့်လေးလုပ်ပေးထားပါရှင်ပြီးတော့ furniture လေးပါတယ်ပေါ့နော် furniture မှာတော့ဒီ TV cabinet လေးပေါ့နော် bedrock လေးနဲ့ပေါ့နော်အလှဆင်ပေးထားပါတယ်ဒီမှာဆိုလို့ရှိရင် TikTok လေးနဲ့ဆွဲလေးပုံးလေးပေါ့အဲ့ဒီလုပ်ပေးထားပါတယ်ဒီဘက်မှာဆိုတော့စားအုပ်စင်လေးပေါ့နော်စားအုပ်စင်လေးနဲ့အလှဆင်ပေးထားပါတယ်ပြီးမီးလေးလည်းထည့်ပေးထားပါတယ်ရှင်ပြီးတော့ဒီအိမ်ထဲမှာဆိုလို့ရှိရင်ပေါ့နော်အခမ်းအနားဆုံးကတော့ဒီဖျားစင်လေးပဲဖြစ်ပါတယ်ဖျားเจ้าဆောင်ပေါ့ဖျားเจ้าဆောင်ပေါ့နော်ထဲဝါနဲ့ခန်းခန်းနာလေးပေါ့နော်ဖြစ်အောင်လုပ်ပေးထားပါတယ်ရွှေရောင်လေးရယ်ပေါ့နော်အဲ့ဒါလေးနဲ့တွဲဆက်ပြီးတော့eco wood လေးတွေလည်းနှစ်ဖက်ကပ်ပေးထားပါတယ်မျက်နှာကျက်ဒီဇိုင်းလေးနဲ့ပေါ့နော်အဲ့လိုလေးတွဲရက်လေးပုံဖော်ပေးထားပါတယ်ရှင်ဒါကတော့ပေါ့ဒီကျွန်းတကားလေးတွေကိုလည်းတေချာလေးတန့်ရှင်းလေးလုပ်ပေးထားပါတယ်ရှင်ဒီဆိုင်မှာဆိုလို့ရှိရင်တော့ဒီကြမ်းကင်းခင်းနေပေါ့နော်ကြမ်းကင်းခင်းနေပြီးနိုင်ရစိတ်တွေတုပ်တယ်မျက်နှာကျက်လုပ်တယ်ပြီးတော့ furniture မှာဆိုရင်ဖျားเจ้าဆောင်လေးရယ် TV cabinet ရယ်ပေါ့နော်အဲ့ဒါလေးကိုပုံဖော်ပေးထားပါတယ်ရှင်ဒီလိုမျိုးအိမ်ပေါ့နော်ဒီလိုအိမ်အကြီးကိုပေါ့နော်ပြင်ဆင်တယ်ဆိုလို့ရှိရင်ညီမတို့ Dreamlight Home Decoration Page ကိုဆက်တွဲပြီးတော့စုံစမ်းနိုင်ပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်